အဖွာအင်္ဂလန်ကိုရောက်လာပြီနော်ဒီနေ့ကစပြီးအဖွာရဲ့ခရီးသွား vlog လေးကိုအားပေးကြအောင်နော်အိုးဟိုဒီနိုင်ကြီးကိုအရင်ကဆိုရင်ရုပ်ရှင်တွေထဲမှာပဲမြင်ဘူးတာအခုတော့ကိုယ့်အရှိမထင်ထင်ရှားရှားပဲဟေးဟိုထိတ်ဆုံးမှာထိုင်နေတဲ့အတွက်မီးပြက်ရင်ဘလို့ပြန်ဆင်းလာမလဲမသိဘူးငါတော့မစီးရဲပါဘူးဝေအဖွားမန်ယူဖန်ဆိုတော့ဒီကိုတော့ရောက်အောင်လာရမှာပဲမန်ချက်စတာဆိုတာအနီရောင်ကွဘယ်အသင်းမှလာမရှုပ်နဲ့သူ့ဟာနဲ့သူတောင်ရှုပ်နေတာသူတို့ကိုသွားမရှုပ်နဲ့အေးစေးကြည့်ဓာတ်ပုံလေးပဲရိုက်သွားရှုပ်ရင်တော့တကယ်တီးမဲ့ရုပ်တွေနဲ့နော်ဒီပြားလိုက်ထဲမှာမြန်မာပြည်ကရှေးဟောင်းပစ္စည်းတွေလည်းရှိတယ်ဆိုငါတို့ကိုပြန်လဲမပေးဘူးတော်တော်ဆိုးတဲ့ဟာတွေအဖွားအစတာနော်လေကတော့တိုက်လိုက်တာအဖွားတော့ flying hero ဖြစ်တော့မယ်ဝိုးLondon night life ဆိုတာဒါလားဒီလိုတွေဖြုတ်ကျင်လို့ဒီကိုရောက်အောင်လာတာဟေးအိုမဲငါ့ကိုငှက်တွေတော့ငါ့ကိုချစ်ကြတယ်ဟာချိပါချမသွားနဲ့အောင်နော်အိုဟိုဒီဒါမြန်မာငရုတ်သီးတက်တောင်ပူတယ်ဟာအဖွားအသက်အရွယ်နဲ့အင်္ဂလန်ကိုရောက်တာအိမ်မက်တစ်ခုလိုပါပဲအရန်လဲပျော်ခဲ့ရပါတယ်ချစ်တို့ရေနောက်မှပြန်ဆုံကြမယ်နော်ဘိုင်ဘိုင်